ဒါဟာကမ္ဘာပေါ်မှာမြေပြင်ပေါ်ရွေလျားနိုင်တဲ့အကြီးမားဆုံးစက်ပစ္စည်းအဖြစ် Guinness World Records မှာတရားဝင်အတိအမှတ်ပြုခံထားရတာပါတကယ်တော့ဒီလက်ကြီးမားတဲ့စက်ကြီးကိုဘာအတွက်အသုံးပြုတာလဲဆိုတာအတူတူလေ့လာကြည့်ရအောင်လက်ရှိမှာတော့ဒီ Bega 293စက်ကြီးဟာကမ္ဘာမြေပြင်ပေါ်မှာလုပ်ငန်းလည်ပတ်နေတဲ့အကြီးမားဆုံးစက်ပစ္စည်းအဖြစ်သတ်မှတ်ခံထားရပါတယ်သူ့ရဲ့အမြင့်ဟာ315ပေခန့်ရှိပြီးအလေးချိန်ကတော့တန်ချိန်1400ကျော်တောင်ရှိပါတယ်အန်အောဖို့ကောင်းတဲ့ဒီစက်ကြီးကို1995ခုနှစ်မှာဂျာမနီနိုင်ငံကတိစောက်ခဲ့တာဖြစ်ပြီးအဓိကအားဖြင့်ကြောင်မီးထွေး244ဖို့နဲ့မြေလွှာတွေကိုအများအများဖယ်ရှားဖို့အတွက်မိုင်းတွင်းတွေမှာအသုံးပြုဖို့ရည်ရွယ်တိစောက်ခဲ့တာပါလဲပက်နေတဲ့ခွက်တက်ဘီကြီးတွေပါဝင်တဲ့သူ့ရဲ့ကြီးမားလာတဲ့စနစ်ကြောင့်ဘဲက293ဟာတရက်ကိုမြေချမ်းပေါင်း2တိုင်းလောက်အထိဖယ်ရှားပေးနိုင်ပါတယ်ဒါကြောင့်လဲသူ့ကိုမိုင်းတွင်းလုပ်ငန်းရဲ့ဘရင်ဝလို့လူတီများကြတာပါဘာဖြစ်လို့လဲဆိုတော့သူဟာတခါတည်းနဲ့ဘောလုံးခွင်းတကွင်းစာလောက်ရှိတဲ့ area အကျယ်ဝန်းကိုတူးဖော်နိုင်စွမ်းရှိလို့ပဲဖြစ်ပါတယ်